သနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ပြာသူလပိကျွန်း9ရက်အလှူတော်မင်္ဂလာအကျိုးဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောအကျိုးအပြစ်ကိုခံစားသိမြင်ခြင်းအကြောင်းတရားဒေသနာတော်အကျိုးအပြစ်ကိုခံစားသိမြင်ခြင်းဘယ်ကိစ္စမှမဆိုအကျိုးနဲ့အပြစ်ဒီနှစ်ခုရှိတတ်တယ်ပေါ့အကျိုးတရားတွေအပြစ်တွေကိုနားလည်ပြီးတော့အကျိုးတရားကိုခံစားသိရှိဖို့လိုအပ်တယ်အပြစ်ကိုမြင်အောင်ကြည့်တတ်ရမယ်အကျိုးတရားကိုလက်တွေ့ခံစားတတ်ရအဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တယ်ဘယ်ကိစ္စမှမဆိုအကျိုးနဲ့အပြစ်ဒီနှစ်ခုရှိတတ်တယ်အပြစ်ကိုဆင်ញင်သိပြီးတော့အကျိုးကိုနားလည်တဲ့အခါမှာအပြစ်ကိုစွန့်လွတ်ပြီးတော့အကျိုးတရားကိုရယူတာတဘာဝနော်ဒါကြောင့်မို့အကျိုးအပြစ်ကိုခံစားသိမြင်ခြင်းလို့ဆိုတဲ့စကားမှာအကျိုးကိုခံစားဘူးရမယ်အပြစ်ကိုသိမြင်ရမယ်လို့ဆိုအပြစ်ကိုသိမြင်တဲ့အခါမှာမကောင်းတဲ့အပြစ်ဆိုရင်စွန့်လွတ်နိုင်အကျိုးတရားကိုသိမှလူတွေကလည်းလောက်ကင်ခြင်းနဲ့ရရှိခြင်းဒီလိုဆိုလို့လားစွန့်လွတ်ရမယ့်အရာနဲ့ရယူရမယ့်အရာနှစ်မျိုးရှိတယ်နှစ်မျိုးမှဆိုရင်စွန့်လွတ်ရမယ့်အရာမှာအပြစ်အနာစာဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်အနာစာအတွက်စွန့်လွတ်တာရယူတဲ့အရာကဘာအတွက်တုံးဆိုကောင်းတဲ့အရည်အသွေးတွေကိုသိလို့ရယူတာဒီလိုဆိုလိုတာပေါ့ပစ္စည်းတစ်ခုဝယ်တာတောင်မှပဲရွေးတယ်ဆိုတာအဲ့ဒီသဘောပဲရွေးတယ်ဆိုတာအကောင်းနဲ့အဆိုးရွေးချယ်တဲ့အခါမှာကိုမယူလို့ပယ်တဲ့ဟာကအပြစ်တွေ့လို့ပယ်တာရယူတဲ့ဟာအကောင်းတွေကိုတွေ့လို့ရယူတာအဲ့ဒီလိုတာမန်ကိစ္စမှာတောင်အပြစ်နဲ့အကျိုးနဲ့အပြစ်စီစစ်ပြီးတော့ချိထတ်တယ်လို့ဘဝခရီးလျှောက်လန်းတဲ့အခါမှာလည်းပဲဒါသိဖို့လိုတာပေါ့နော်ရသောအပြင်ဘဝခရီးလျှောက်လန်းတဲ့အခါမှာအကျိုးနဲ့အပြစ်ကိုစီစစ်နိုင်စွမ်းမရှိကြသည့်အတွက်ကြောင့်အကျိုးလို့ထင်တာတွေကအပြစ်ဖြစ်အပြစ်လို့ထင်တာတွေကအကျိုးဖြစ်ဆိုပြီးတော့ကောင်းကျိုးချမ်းသာနဲ့ဝေးကွာပြီးတော့တန်တရားထဲမှာတဝဲလဲလဲဖြစ်နေတာတကယ်ကတော့အမှန်မသိခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်မို့အမှန်သိအောင်မလုပ်ရမလဲပညာဆိုတာသိအောင်ကစီးပူးအထောက်ကြရတယ်လေးလာကြအခုလိုတရားပွဲတွေလုပ်ပြီးတရားနာတယ်ဆိုတာအမှန်သိဖို့အတွက်ကြိုးစားမြတ်စွာဘုရားတရားဟောတာအမှန်သိဖို့အတွက်ဟောပေးတာဒါမို့မဂ္ဂင်၈ပါးမှာကြည့်တမ္မာဒိဋ္ဌိဆိုတာအမှန်မြင်ဖို့မှန်သိဖို့ဆိုတဲ့အသိဉာဏ်ကိုရှေ့တန်းတင်ပြီးတော့ဟောတာတဏှာဝုကလွတ်ဖို့ဆိုတဲ့အလုပ်တွေမှာလည်းပဲလိုက်ကြည့်လိုက်မယ်ဆိုရင်အမှန်သိဖို့ဆိုတာအရေးတကြီးပဲအဲ့ဒီအမှန်သိဖို့အတွက်အထောက်အကူနှစ်ခုရှိတယ်အဲ့ဒီအထောက်နှစ်ခုကဘာလို့ဆိုရင်ကိုချင်းသီလကောင်းမွန်ခြင်းနဲ့စိတ်ဓာတ်တည်ငြိမ်ခြင်းဟာအမှန်သိဖို့အတွက်ထောက်အကူနှစ်ခုပဲပေါ့အဲ့ဒါကိုပြောတာပဲဗုဒ္ဓဘာသာကျင့်စဉ်မှာသီလသမာဓိပညာဆိုတာအဲ့ဒါပြောတာနော်အဓိကကတော့အမှန်သိဖို့ပဲအမှန်သိဖို့ဘာလို့တုံးလို့မေးလို့ရှိရင်စိတ်တည်ငြိမ်မှုလိုတယ်စိတ်တည်ငြိမ်မှုအတွက်ဘာလို့တုံးလို့မေးကိုချင်းသီလလိုတယ်ဟောကိုချင်းသီလရှိမှစိတ်တည်ငြိမ်တယ်စိတ်တည်ငြိမ်မှအမှန်သိနိုင်အဓိကကတော့အမှန်သိဖို့ပဲဘုရားတရားတော်တွေကအမှန်သိဖို့ကိုယ်တိုင်သိခွင့်ရှိတဲ့တရားတွေကြည့်ပဲကိုယ်တိုင်သိအောင်လုပ်ရမယ့်ဟာတွေကြည့်အဲ့တော့သိအောင်ဆိုရယ်ဒီပညာရက်ဖို့ရဖို့အတွက်ကဘာလိုအပ်တာတော့လို့ဆိုသုတ်တူတာလက်ပတိပညာလို့မြတ်စွာဘုရားဟောသိခြင်းနဲ့တတ်ခြင်းနဲ့ကြားနာခြင်းနဲ့ဆိုတဲ့
ဒီဆန္ဒဟာပညာကိုရစေနိုင်တယ်ဟောအရာရာမှာသိချင်တယ်ဆိုတဲ့ဆန္ဒရှိလို့ရှိရင်သိအောင်လုပ်ကြတာသိအောင်လုပ်တော့သိလာတာပဲပေါ့ဒီလိုဆိုလို့လူတွေမသိတာဘာလို့မသိသိအောင်မလုပ်လို့သိအောင်မလုပ်တာဘာလို့ဆိုသိချင်တဲ့ဆန္ဒကိုမရှိလို့ပဲနော်ဆန္ဒရှိလာပြီဆိုရင်သိအောင်ကြိုးစားလာကြတယ်အဲ့ဒါကြောင့်မို့သိချင်တယ်ဆိုတဲ့ဆန္ဒကိုအရင်မွေးမြူဖို့လိုအပ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်နှစ်ခုရှိတယ်အဲ့ဒီအကျိုးကိုကိုယ်တိုင်ခံစားရရှိရအပြစ်ကိုသိမြင်အောင်ကြိုးစားရအဲ့ဒီနှစ်ခုရှိမှအပြစ်ကိုပယ်လံပြီးတော့အကျိုးတရားကိုရအောင်ယူနိုင်မှုဆိုတာဖြစ်တယ်ဒီနှစ်ခုမြင်ဖို့ရအတွက်အရေးကြီးတာဘာလို့ဆိုပညာပဲပေါ့ဒါကြောင့်မို့ဒီကနေ့ညဟောမဲ့တရားရဲ့ခေါင်းစည်းကအကျိုးအပြစ်ကိုခံစားသိမြင်ခြင်းအကျိုးတရားကိုခံစားခြင်းနဲ့အပြစ်ကိုသိမြင်ခြင်းလို့ဆိုတယ်အပြစ်ဆိုတာမြင်ဖို့ပဲမြင်တတ်ရမယ်အပြစ်ကိုအပြစ်တိုင်းမြင်ဖို့လိုတယ်အကျိုးတရားကိုလက်တွေ့ခံစားတတ်ဖို့လိုတယ်အဲ့ဒီနှစ်ခုရှိပြီဆိုလို့ရှိရင်ဘဝမှာတိုးတက်မှုတွေရတစ်ဆင့်နဲ့တစ်ဆင့်တိုးတက်သွားဒီတရားကိုဘာကိုအခြေခံပြီးတော့ဟောတာတုံးဆိုတော့မြတ်စွာဘုရားဟောပြောထားတဲ့တပုဒ္ဒတုတ်တံဆိုတာရှိတယ်အဲ့ဒီတုတ်တံလေးဖြစ်ပေါ်လာပုံကိုမှတ်သားကြဖို့ရှိဦးတပုဒ္ဒဆိုတာကြားဘူးနေကြလိမ့်မယ်ရွှေတကုံစေရီနဲ့ဆက်ဆက်ပြီးတော့တပုဒ္ဒနဲ့ဗန္ဓိကဆိုတာကြားဘူးနေကြတာပဲเนาะတပုဒ္ဒနဲ့ဗန္ဓိကဒီနာမည်နှစ်ခုကတော့ဗမာနာမည်တော့မဟုတ်တာသိချတယ်เนาะဗမာနာမည်မဟုတ်စဉ်းစားစရာလေးတွေပြောပြမယ်သမိုင်းနဲ့ပတ်သက်လာလို့အမှန်ကန်ဆိုတာမျိုးကမှတ်တမ်းတင်ထားတာတွေတိတိကျကျရှိမှသိနိုင်တာအဲ့တော့တပုဒ္ဒဗန္ဓိကဆိုတဲ့မြတ်စွာဘုရားရာဇာယနတတ္တဟသတင်းသုံးနေတဲ့အချိန်အဲ့ဒီကနေပြီးတော့လေအစပါလတတ္တဟရောက်တဲ့အချိန်မြတ်စွာဘုရားကိုမုံစွမ်းလာကတ်တဲ့ညီနောင်နှစ်ယောက်ကုန်တဲ့ညီနောင်နှစ်ယောက်ကိုတပုဒ္ဒနဲ့ဗန္ဓိကလို့ဒီလိုခေါ်တယ်နော်ပြားမုံစုံနဲ့မထုပိဋိကဆိုတဲ့ပြားမုံစုံနဲ့မြတ်စွာဘုရားကိုလာပြီးတော့ကတ်ကြတယ်အိန္ဒိယနိုင်ငံထိုခေတ်ကာလတုန်းကခီးသွားတဲ့ပုဂ္ဂိုလ်တွေလမ်းမှာအစာပြေစားဖို့ဆိုတယ်ပြားရည်နဲ့လှုပ်ထားတဲ့ဂျုံမုံတို့လိုဟာမျိုးမထုပိဋိကမန္ထလို့ဆိုတယ်စုပ်နဲ့မွေနောက်ပြီးတော့မတိုးထမင်းမတိုးခင်းအနေနဲ့လှုပ်ထားတယ်မုတ်ကြွက်ချစ်လို့လည်းပြန်တယ်အဲ့ဒီနှစ်မျိုးမြတ်စွာဘုရားလာပြီးတော့လှူတဲ့လူအဲ့ဒီလှူတဲ့ကုံတီညီနောင်နှစ်ယောက်ဘယ်ကလာတာတော့လို့ဆိုတော့ဥက္ကလာစနဗရာလို့ဆိုတော့ဥက္ကလစနဘုတ်ကလာတာအဲ့ဒီဥက္ကလစနဘုတ်ကဘယ်မှာရှိတာတော့လို့ဆိုတော့အိန္ဒိယတောင်ပိုင်းဩရိတပြည်နယ်လို့ခေါ်တယ်ကရကတ္တာဒီကနေ့တော့ကောကတ္တလို့ခေါ်တယ်ကောကတ္တာကနေပြီးတော့တောင်ပိုင်းကိုသွားလိုက်တဲ့အခါမှာဩရိတဆိုတဲ့ပြည်နယ်တစ်ခုရှိတယ်အဲ့ဒီဩရိတပြည်နယ်မှာရှေးဟောင်းဥက္ကလာဆိုတာရှိတယ်အဲ့ဒီဥက္ကလာကလှဲပေါင်း900နဲ့ဘုရားဂယာဘက်ကိုအယောင်းဝယ်သွားကြတာအယောင်းဝယ်သွားရင်းနဲ့လမ်းမပြီးတော့မြတ်စွာဘုရားရှိတဲ့ဘက်ရောက်သွားလမ်းမတာကဘာဖြစ်လို့လမ်းမတာတော့လို့ဆိုတော့
သူတို့ရဲ့ဆွေမျိုးသားချင်းတော်ခဲ့တဲ့နတ်ကဖះနဲ့တွေ့အောင်တမင်အဲ့ဒီလမ်းကြောင်းကိုဖန်တီးပေးလိုက်တယ်ခါတိုင်းသွားနေကြလမ်းကြောင်းမဟုတ်ဘူးအဲ့ဒီလမ်းကြောင်းဘက်ကိုရောက်သွားကြတော့ဖះနဲ့သွားတွေ့တယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုမန္ထနဲ့မထုပိဏိကဆိုတဲ့မုံတစ်မျိုးဆက်ကပ်ကြဆက်ကပ်ပြီးတော့သူတို့ဟာပထမဆုံးဗုဒ္ဓဘာသာဝင်ဖြစ်ခံယူတဲ့ညီနောင်နှစ်ယောက်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိလို့တန်ခါမပေါ်သေးဘူးအဲ့တော့ဒီနှစ်ခုပဲဆိုလို့ရတယ်ဘုရားနဲ့တရားပဲပေါ်သေးတယ်တန်ခါမပေါ်သေးဘူးဒွေစကြာတရားမဟောသေးဘူးဒွေစကြာမဟောသေးသည့်အတွက်ကြောင့်ဘာတန်ခါမပေါ်သေးတာဆိုလိုတာဟောဗုဒ္ဓတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိနဲ့ဗုဒ္ဓဘာသာဖြစ်တာဒွေဝါစိကတရဏဂုံလို့ခေါ်တယ်တရဏဂုံခံယူမှုနှမျိုးဗုဒ္ဓတရဏံဂစ္ဆာမိကိုရွတ်ဆိုခြင်းသံဃာတရဏံဂစ္ဆာမိကိုခံယူခြင်းဓမ္မံတရဏံဂစ္ဆာမိကိုခံယူခြင်းဖြစ်ဗုဒ္ဓဓမ္မနှမျိုးကိုကိုယ်ဝယ်စိကတဲ့ဥပဒကအဖြစ်ခံယူကြတယ်အဲ့လိုခံယူပြီးတဲ့အခါသူတို့ကမြတ်စွာဘုရားစီရဝေးရလာတာဖြစ်တော့အမြဲတမ်းကိုးကွယ်ဖို့ဆိုတာတောင်းလိုက်တဲ့အခါမြတ်စွာဘုရားကမြတ်စွာဘုရားရဲ့ဆံပင်ကတောထက်တုံးကရှိတ်လိုက်တာဖြတ်လိုက်တာတန်လဲနဲ့ဖြတ်ထားတာလက်နှစ်သစ်ပဲရှိစတုံးအရင်ကနေဖြတ်လိုက်တော့လက်နှစ်သစ်ကျန်အဲ့ဒါလို့စုနေတဲ့လက်နှစ်သစ်ခုခေတ်ဘိုးကေထားတဲ့လူတွေဆံပင်လောက်တော့ရှိတာပေါ့နော်အဲ့ဒီလက်နှစ်သစ်လောက်ရှိတဲ့ဆံပင်လေးကိုမြတ်စွာဘုရားခေါင်းတော်ကိုလက်နဲ့သုံးသပ်လိုက်တဲ့အခါမှာဆံပင်လေးတွေဟာလက်တော်ကိုညှိပြီးတော့ဆံရှစ်စုပါလာတယ်လို့ပြောဆံပင်လေးရှစ်ချောင်းပေါ့ဆံရှစ်စုအဲ့ဒီဆံတော်ရှစ်စုကိုဇီဝကေတဓာတုလို့ခေါ်တယ်တက်တော်ထင်ရှားရှိတဲ့မြတ်စွာဘုရားရဲ့ခန္ဓာကခေါင်းတော်ကရတဲ့ဆံပင်ရှစ်စုဇီဝဆိုတာအသက်ရှင်ကေတဓာတုဆံတတ်တော်ဆံပင်တတ်တော်အဲ့ဒီရှစ်စုကိုချီးမြှင့်လိုက်တာမြတ်စွာဘုရားအဲ့တော့ကိုယ်ဝေခြင်းပါတယ်မြတ်လို့ခြင်းပါတယ်ဆိုတဲ့ပုံကိုယ်တွေအတွက်ဘုရားကိုအမှတ်ရဖို့အတွက်ပေးလိုက်တာအဲ့ဒီဆံရှစ်စုကနေပြီးတော့ရွှေတကုံစေတီထဲမှာဌာပနာပြီးတော့တည်တယ်လို့မြန်မာသမိုင်းနေကြတော့ဒီတပုဒ္ဒနဲ့ပါဠိကကိုရန်ကုန်ကလို့ဒီလိုပြောကြရန်ကုန်မြို့တရားဌာနသို့တော်လဲစဉ်းစားစရာကဗုဒ္ဓဂယာကိုလှဲပေါင်း900နဲ့ရန်ကုန်ကိုသွားလို့ရန်ကုန်ကနေပြီးတော့ဗုဒ္ဓဂယာကိုလှဲပေါင်း900နဲ့သွားလို့ရမရစဉ်းစားရမှာပေါ့အိန္ဒိယဩရိတမှာရှိတဲ့ဥက္ကလာကနေသွားတယ်ဆိုတာတော့ဒါကတော့ရုပ်တည်ရှိတယ်ပေါ့နာမည်ကြည့်မယ်ဆိုလဲတဗုဒ္ဓပါဠိကဆိုတာဗမာနာမည်မဟုတ်ဘူးသို့တော့သမိုင်းအရာပြောနေကြတဲ့အခါကျတော့ရွှေတကုံစေတီတည်တဲ့တခါနှစ်ဦးဟာတဗုဒ္ဓနဲ့ပါဠိကဖျားစီကဆံတော်ရပြီးတော့တည်တယ်လို့ဒီလိုဆိုဒါကသမိုင်းဆိုတာမစစ်စစ်ဖဲနဲ့ထားလို့ရှိရင်အမှားနဲ့အမှန်ရောထွေးပြီးတော့နေတတ်တယ်ဖြစ်နိုင်တာတစ်ခုစဉ်းစားကြည့်ကြဖြစ်နိုင်ခြေတစ်ခုသူတို့ရတဲ့ဆံတော်ကိုရွှေကုံဖျားတဲ့ဌာပနာတယ်ဆိုတာမဖြစ်နိုင်ဘူးမဟုတ်ဘူးဖြစ်နိုင်တယ်သို့တော့သူတို့ဟာမြန်မာပြည်ကဥက္ကလာပကတော့မဟုတ်ဘူးဆိုတာပြောလို့ရသို့တော့သူတို့ဘယ်လိုလုပ်ပြီးတော့ဒီဆံတော်တွေကဗမာပြည်ကိုရောက်လာတယ်လဲလို့စဉ်းစားလို့ရတာအဲ့ဒီဩရိတကနေပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပသိမ်ကမ်းရိုးတန်းနဲ့တစ်ဖြောင်နဲ့ပဲသူကမ်းရိုးတန်းလေသင်းမောနဲ့လာခဲ့လို့ရှိရင်ပသိမ်ရောက်နိုင်တယ်ပသိမ်ရောက်လို့ရှိရင်မြန်မာပြည်ဘက်ဒီရန်ကုန်ရောက်ဖို့ရမခဲရင်တော့ဘူးပေါ့နော်အဲ့ဒီကမ်းရိုးတန်းကလာလိုက်ပြီးတော့အဲ့ဒီတုန်းကဥက္ကလာပဘယင်ကြီးကိုသူတို့ကကုံတယ်တွေဆိုတာကြတော့တခါတရံလဲနဲ့သွားခြင်းသွားမယ်သင်းမောနဲ့သွားခြင်းသွားမယ်ကိုရောင်းခုံဝင်လုပ်နေတာအဲ့တော့
မြတ်စွာဘုရားစီကစံတော်ဓာတ်တော်တွေစံဓာတ်တော်တွေကေတဓာတုတွေရထားပြီးတဲ့နောက်မှာသင်္ဘောစီးပြီးတော့ဥက္ကလာကိုအယောင်းဝယ်အနေနဲ့သွားလေသွားထားရှိတဲ့ထဲရောက်လာတဲ့အခါမှာဗမာဘုရင်ဥက္ကလပမင်းကြီးကိုလက်ဆောင်အနေနဲ့စံတော်တွေကိုခွဲပြီးတော့ပေးဖို့ဆိုတာဖြစ်နိုင်တဲ့အနေအထားတစ်ခုရှိတယ်အဲ့ဒါလို့ပေးတဲ့အခါမှာဥက္ကလပမင်းကြီးနဲ့သူတို့နဲ့ပူးပေါင်းပြီးတော့ဒီစံတော်တွေကိုကိုးကွယ်ဖို့ရသင်္ကုတ္တရကုန်းကြီးကိုရွေးပြီးအဲ့ဒီမှာစေရီတည်ပြီးတော့ဌာပနာတယ်ဆိုလို့ရှိရင်တော့ဒါဖြစ်နိုင်တယ်ဖြစ်နိုင်တယ်အဲ့ဒီဟာကြောင့်သူတို့ကမြန်မာနိုင်ငံသားဆိုတော့ဖြစ်ဖို့ခက်ရဲ့အဲ့ဒီကနေပြီးတော့ဘုရားဗုဒ္ဓဂယာဘုရားစီကိုလက်ပေါင်း900နဲ့သွားတယ်ဆိုတာလည်းဖြစ်ဖို့ခက်ရင်တယ်ကိုရောင်းကိုဝယ်နေနဲ့ရောက်လာတဲ့အခါဘုရင်ကိုလက်ဆောင်ပေးတာအခုလည်းပေးနေကြတာပဲလေရန်ကုန်မဟာဝိဇ္ဇာစေကြီးတဲ့ထဲမဲ့ဌာပနာတဲ့ပစ္စည်းတွေကနာဂပတ္တရုပ်ပွားတော်ဆိုတာဒီဘောဘုရင်ကပေးလိုက်တဲ့လက်ဆောင်ပဲအဲ့လိုပဲပေါ့လက်ဆောင်ရတဲ့ဟာကိုရွှေတကုံဘုရားထဲမှာဌာပနာပြီးတော့ဘုရားတည်တယ်လို့ဒီလိုယူဆရရင်သမိုင်းလဲမှန်ကန်တယ်ကြောင်းရုပ်တိလည်းရှိတယ်လို့ပြောနိုင်တယ်ပေါ့နော်ဒီတပုဒ္ဒဗန္လိကတို့ဟာဗမာပြည်မနေဘူးဆိုတာပိဋကပညာနဲ့ချိမယ်ဆိုရင်တော့သိကြတယ်ဘာဖြစ်လို့တော့ဆိုအခုကြည့်လေတပုဒ္ဒတုတ်မှာတပုဒ္ဒဖះနဲ့အိန္ဒိယမှာနေပြီးတော့ဖះနဲ့တွေ့နေတယ်ဆိုတာသိရတယ်သူညီဗန္လိကနောက်ပိုင်းကျတော့သင်္ကန်းဝတ်သွားတယ်ဘုန်းကြီးဝတ်သွားတယ်ဘုန်းကြီးဝတ်သွားပြီးတော့ယဟန္တာဖြစ်သွားတယ်ဆိုတဲ့မှတ်တမ်းလည်းရှိတယ်အဲ့တော့ဗမာပြည်ကမဟုတ်ဘူးဆိုတာသိချတပုဒ္ဒနဲ့ဗန္လိကတပုဒ္ဒကိုတီဟိုနိုင်ငံကလူတွေကတပတ်စုလို့ခေါ်တယ်နာမည်မတူဘူးတပတ်စုနဲ့တပုဒ္ဒအပြောင်းလဲလေးရှိတယ်ပေါ့သူတို့မှတ်တမ်းထဲမှာတပတ်တုလို့မှတ်တယ်ဗမာပြည်ကျတော့တပုဒ္ဒလို့မှတ်ထားတယ်အဲ့တော့တပုဒ္ဒဗန္ဓိကညီနောင်ဟာမြတ်စွာဘုရားနဲ့တွေ့ဆုံတယ်ဆိုတာတွေရှိပြီးတော့ဗန္ဓိကနောက်ပိုင်းမှာယဟန်ဝတ်ပြီးတော့ယဟန္တာဖြစ်သွားတယ်တပုဒ္ဒကတော့ဥပဒကတရားအနေနဲ့ပဲအိန္ဒိယနိုင်ငံမှာနေထိုင်သွားတယ်ဒီသုတ်တန်အရာသိရနော်အဲ့တော့ဒီသုတ်တန်အရာကြည့်မယ်ဆိုရင်မြန်မာရွှေတကုံသမိုင်းနဲ့ဆက်ဆက်ပြီးတော့ဟောကြတာသမိုင်းအရာဟောတာသမိုင်းမတန်အရာပြောတာကတခုအခုဘုန်းကြီးတို့ပြောတာကပိဋကတ်စာပေမှာလာတဲ့အကြောင်းအရာနဲ့ညှိနှိုင်းပြီးတော့ပြောတဲ့စကားနော်မှန်တယ်လို့ပြောတာမဟုတ်ဘူးဟိုကလည်းမှားတယ်လို့ပြောတာမဟုတ်ဘူးအမှန်အမှားဆိုတာသမိုင်းမှာပြောရခက်တယ်။ကွာဝေးသွားသည့်အတွက်ကြောင့်မှတ်တမ်းအတိအကျရှိမှသမိုင်းဆိုတာပြောလို့ရတယ်ပေါ့နော်။သို့တော့ယုတ်တိဆိုတာမျိုးကရှိတယ်။အသင့်ယုတ်တိရှိတာမျိုးမှတ်သားရတယ်ပေါ့။ကောင်းပြီ။အခုတပုဒ္ဒတုတ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဒါကိုရှင်းပြီးတော့ပြောပြ။မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတပုဒ္ဒတုတ်ဟောတဲ့အချိန်မန္လတိုင်းဥရဝေလကပ္ပဆိုတဲ့ဒီကုန်းရွာကြီးမှာသတင်းသုံးနေတာအဲမန္လတိုင်းဥရဝေလကပ္ပဒီကုန်းရွာကြီးမှာသတင်းသုံးနေတယ်ထုံးစံတိုင်းနာနဲ့ရှန္နာနာနဲ့အတူဥရဝေလကပ္ပရွာတဲ့ဒီကုန်းရွာကြီးတဲ့ဆွမ်းခံဝင်ပြီးတော့ဆွမ်းမဖုံးပေးပြီးတဲ့အခါမှာကျောင်းတော်ကိုပြန်ရောက်တော်တဲ့ကျောင်းတော်ပြန်ရောက်တဲ့အခါမှာရှန္နာနာကိုမြတ်စွာဘုရားကအမိန့်ရှိတယ်ဣဒေဝတာဝအာနန္ဒဟောဟိယာဝါဟံမဟာဝနံဣဇောခာမိဒီဝဝေဟာရယဆိုလိုတာက
မြတ်စွာဘုရားကရှန္နနာကိုအာနန္ဒာမင်းဒီနေရာမှာပဲနေရတော့ငါကတောတဲ့ကိုနေတန့်ရာဌာနတရားနှလုံးသွင်းမှုမြတ်စွာဘုရားလည်းအမြဲတမ်းတဘာဝဝင်စားနေတာညာအဲ့ဒါကြောင့်မို့ငါတောတဲ့ကိုနေမှာတပါးတည်းနေဖို့သွားမယ်မင်းဒီမှာနေရဟောရှန္နနာကိုထားခဲ့ဘာလို့ထားခဲ့တယ်လဲဆိုတဲ့ရည်ရွယ်ချက်ကဒီတပုဒ္ဒဆိုတဲ့တခါရောက်လာမယ်ဆိုတာကိုသိအောင်မြတ်စွာဘုရားကြိုတင်သိနေတယ်တပုဒ္ဒလာလိမ့်မယ်ဆိုကြိုတင်သိလို့အနန္နာဒီနေရာမှာနေရငါတောထဲသွားပြီးတော့တပါးထဲသတင်းသုံးလိုက်ဦးမယ်ဘုရားတောထဲဝင်သွားဘုရားလည်းကြွသွားရောသိမကြဘူးတပုဒ္ဒဆိုတဲ့တခါဟာရောက်သူကသောတာပန်တခါပဲသောတာပန်ဖြစ်နေတဲ့ဥပဒကတူပဲသူရောက်လာတဲ့အခါကျတော့ရှန္နနာတွေ့တော့ရှန္နနာနဲ့စကားစမြည်ပြောကြတယ်အဲ့တော့စကားစမြည်ပြောတဲ့အခါမှာဘာပြောတော့လို့ဆိုတော့သူ့ရဲ့ခံစားချက်ကလေးကိုပြောပြဒီခံစားချက်မျိုးကခဏလူတွေလည်းရှိမှာပဲဒီခံစားချက်သူပြောပုံလေးကတပည့်တော်တို့ကကာမဂုဏ်အာယုန်တွေကိုအမတန်မှနှစ်ချိုက်တယ်ကာမဂုဏ်အာယုန်တွေနဲ့ပြောတယ်ကာမဂုဏ်အာယုန်တွေနဲ့ဝမ်းမြောက်ပြီးကာမဂုဏ်အာယုန်ချမ်းသာတွေကိုခံစားနေတဲ့လူဝတ်ကြောင်တွေပါတဲ့ဟုတ်တယ်လေလူဘဝနေတယ်ဆိုတာမိသားစုနဲ့နေကြကာမဂုဏ်အာယုန်ခံစားတယ်ဆိုတာဘာပြောတာတုံးလို့မေးလို့ရှင်မျက်စိကနေပြီးနှစ်သက်စရာအာယုန်တွေနဲ့ပျော်မွေ့တယ်ကြည့်ကျင်တယ်နော်လှပတာတွေကိုကြည့်ကျင်တယ်နားကလည်းตาရတဲ့အတန်တွေနားထောင်ကျင်တယ်နှာခေါင်းကလည်းအမွှေးကြိုင်နေကြိုက်တယ်လျှာကလည်းကောင်းတဲ့အရာတွေသဘောကျခန္ဓာကိုယ်ကလည်းအထီးတွေ့ဣဆက်ညံ့ညောတာတွေကိုသဘောကျအဲ့ဒါကိုကာမဘောဂီလို့ခေါ်တာနော်ကာမဘောဂီကာမဂုဏ်ချမ်းသာခံစားတယ်ဆိုတာဘာဒီပါလိမ့်လို့မအောင်မေ့လေးနဲ့မျက်စိကိုဖွင့်ထားတယ်နားကိုဆွင့်ထားတယ်ကောင်းလို့ရရှာကြံပြီးတော့နေကြတာပဲလေလူတွေမျက်စိကလှတာမြင်မို့ရကြိုးစားတယ်နားကตาရတဲ့အတန်လေးကြိုးစားတယ်ဒါကြောင့်မို့လို့နားမှာတစ်ချက်ကလေးတက်ပြီးတော့တချင်းလေးဖွင့်လေမျက်စိကလည်းသဘောကျတာလေးတွေကြည့်နှာခေါင်းကလည်းမွေးကြိုင်မေးဆိုတဲ့အရာတွေအိမ်မှာဝယ်ထားကြတယ်အစားအသောက်နဲ့ပတ်သက်လာတဲ့အခါလျှာရဲ့အရာသာအတွက်အိမ်မှာထမင်းဟင်းမကောင်းရင်ဆိုင်သွားစားအဲ့ဒါရတ္တဆိုတဲ့ကာမဂုဏ်အာယုံကိုလိုလားတဲ့သဘောပြောတယ်နော်အဲ့ဒါလို့အိမ်မှာလည်းပဲအိယာကြီးတွေခန်းခန်းနာနာမွေရာကြီးတွေနဲ့ဤဆက်ဆက်အဲ့ဒါမျိုးကိုပတ်စံရှိတယ်လို့စိန်ခံမှုပစ္စည်းတွေဝယ်ထားကြအဲ့ဒါကိုဆိုလိုတာမယံခိဟိကာမဘောဂိနောရှန္နနာတပည့်တော်တို့ကကာမဂုဏ်ပျော်စရာကောင်းတဲ့အာယုန်တွေကိုခံစားနေတဲ့လူဝတ်ကြောင့်တွေပါတဲ့ကာမရမနှစ်သက်စရာအာယုန်တွေနဲ့ပဲပြောတယ်ကာမရတနှစ်သက်စရာအာယုန်တွေနဲ့ပဲစိတ်မွေ့လျော်တယ်ကာမတမ္မုဒိတာနှစ်သက်စရာအာယုန်တွေနဲ့ပဲနှစ်ချိုက်ပြီးတော့ဝမ်းမြောက်နေတယ်အဲ့တော့ဒါမိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါတွေအတွက်နေ့စဉ်နဲ့အမျှလုပ်ငန်းလုပ်ပြီးတော့ရှာဖွေနေကြတာဆိုတာသိကြတာဒါတွေအတွက်ရှာတာလေပြောကြလိမ့်မယ်လူတွေကတို့ကအလုတ်ရှာတာပါအလုတ်ကဘာလို့ဖို့ပတ်စံရဖို့ပတ်စံကဘာလို့ထားတော့ဆိုဒါတွေအတွက်ပဲလေလာတာကြည်ရဖို့ตายရတဲ့အတန်နားထောင်ရဖို့ဆိုတာအဲ့တော့ဒီကာမဂုဏ်အာယုန်နေခံစားဖို့အတွက်ဒါတွေနဲ့ပျော်မွေ့နေလို့တပည့်တော်တို့ဟာလူအကြောင်းဘဝမှာနေကြတာပါတဲ့ဆိုပြီးသူကဘာလျှောက်တုံးဆိုအရှင်ဘုရားတဲ့တပည့်တော်တို့
နိခမ္မလို့ဆိုတဲ့ဟောဒီကာမဂုဏ်အာယုန်တွေကထွက်ခွာပြီးတော့နေရတဲ့မိသားစုနဲ့လည်းမနေရဘူးနော်ကိုယ်လည်းအလှပြင်မှုမရှိဘူးမိသားစုနဲ့မတည်ပဲနဲ့တူတယောက်ထိနေတဲ့နိခမ္မလို့ခေါ်တဲ့ယဟန်ဘဝကိုစဉ်းစားလိုက်တဲ့အခါမှာကြောက်เสียကောင်းတဲ့6ကဘာကြီးလို့ခံစားရပါတယ်တဲ့သူပြောတာကဲသူပြောချင်တဲ့စကားအချင်းကတော့ကာမဂုဏ်အာဇာခံစားနေရတဲ့တပည့်တော်လူဝကြောင့်နေဖို့ဘုန်းကြီးဝတ်ဖို့ဆိုတာဘုန်းကြီးဘဝဆိုတာကြောက်เสียကြီးလို့အောင်းမေးပါတယ်လို့ဒီလိုပြောတာပဲ6ကဘာကြီးလို့ပဲ6ကဘာကြီးဆိုတာမဆင်းရဲဘူးလေဒါမို့ဘုန်းကြီးမိုးနိုင်ဘူးလို့ပြောတာပဲသူပြောတာတော့တော်တော်ဝိုင်းပြောနေကာမဂုဏ်အာယုန်အနေနဲ့နေလို့သင်္ကန်းတော်မိုးနိုင်ဘူးသင်္ကန်းဝတ်ဖို့စဉ်းစားတိုင်း6ကဘာကြီးတဲ့ဆင်းရဲမှလို့ကြောက်တယ်ဘုန်းကြီးမိုးနိုင်ဘူးဒီလိုပြောတာပဲเนาะအဲ့ဒါတပုဒ္ဒကရှန္ဒနာကိုလျှောက်တာအဲ့ဒါလျှောက်ပြီးတော့သူကဘာဆက်လျှောက်တော့ဆိုအရှန္ဒနာတဲ့တပည့်တော်တို့ကမဝတ်နိုင်ပေမဲ့လို့ဟောဒီမြတ်စွာဘုရားရဲ့တပည့်တာဝကသာသနာတော်မှာနေထိုင်ကြတဲ့ယဟန်ငယ်လေးတွေဟာသူတို့စိတ်မှာဘုန်းကြီးဘဝဟာငြိမ်းချမ်းတယ်လို့မြင်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီနိခမ္မလို့ဆိုတဲ့ယဟန်ဘဝမှာသူတို့ဟာပျော်မွေ့နေကြတယ်သာသနာပေါင်းဝင်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတာကိုငယ်ရွယ်ပေမဲ့လို့ကာမဂုဏ်အာယုန်တွေနဲ့ဝေးတဲ့ယဟန်ဘဝဟာအေးချမ်းတယ်လို့ရှုမြင်သုံးသပ်ပြီးတော့အဲ့ဒီကာမဂုဏ်အာယုန်တွေထဲမှာစိတ်ဟာပြေးဝင်သွားကြဟုတ်တယ်တချို့ကြတော့ဘလောက်ဘွဲတွေရထားနော်ဘွဲတွေဘလောက်ရဘုန်းကြီးဝတ်မယ်ဆိုဝတ်သွားတာတွေရှိတယ်လေဘုန်းကြီးဝတ်သွားတယ်တလောကတောင်မှဆရာဝန်ကြီးရဲ့သားတစ်ယောက်ဘုန်းကြီးတို့စီလာပြီးတော့သင်္ကန်းဝတ်ချင်တယ်ဆိုပြီးတော့သင်္ကန်းဝတ်သွားသေးတယ်မိဘကမိုးစေချင်ဘူးသူကမနေဘူးဆိုပြီးတော့ဝတ်တာဒီလိုသာသနာပေါင်းဝင်ပြီးတော့ယဟန်ဝတ်ချက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတာအသက်အရွယ်ငယ်ပေမဲ့လို့ယဟန်ဘဝဟာငြိမ်းချမ်းတယ်လို့ဆိုပြီးတော့ဝတ်တော်တာရှိဘုန်းကြီးတို့နဲ့သိတဲ့ဒကာဒကမတွေတဲကပဲဆရာဝန်ဘွဲရပြီးတော့မှသာသနာပေါင်းဝင်သွားတာဆရာဝန်ဖြစ်ပြီးတဲ့အခါမှာဘုန်းကြီးဝတ်သွားတယ်ဒါဟာနိခမ္မလို့ဆိုတဲ့ဘုန်းကြီးဘဝကိုအေးချမ်းတယ်လို့ရှုမြင်လို့ဝင်တပုဒ္ဒဆိုတဲ့ဒကာကြီးကတော့မွေးနိုင်မှုတဲ့သူ6ကဘာကြီးလို့ပဲကြောက်တယ်ဘုန်းကြီးဘဝ6ကဘာလို့ပဲကြောက်တယ်အဲ့ဒါလို့သာသနာပေါင်းမှာဝင်ပြီးတော့စိတ်ငြိမ်းချမ်းမှုကိုရတယ်ပုဂ္ဂိုလ်တွေလည်းတပည့်တော်တွေ့ရကြားသိရပါတယ်တဲ့အဲ့ဒီတော့သာသနာပေါင်းမှာနေတဲ့ယဟန်တော်တွေနဲ့လူပေါင်းလူဘဝမှာနေကြတဲ့လူအများစုနဲ့မတူညီတဲ့အချက်ကတော့ကာမဂုဏ်အာယုန်ကခွာရှောင်ခြင်းဆိုတဲ့ယဟန်ဘဝပဲဖြစ်ပါတယ်လို့သူကပြောတာနော်ဒီလိုဆိုတာအဲ့ဒီဟာလူတွေနဲ့မတူတဲ့အချက်ကတော့အဲ့ဒါလူဘဝတွေကမိသားစုနဲ့နေတယ်ယဟန်ဘဝရောက်တဲ့အခါမိသားစုနဲ့ဝေးဝေးနေတယ်မိသားစုဘဝကနေထွက်ပြီးတော့နေတယ်အဲ့ဒါဟာမတူတဲ့အချက်ပါလို့ရှန္ဒနာရောက်တော့လျှောက်တယ်လျှောက်တဲ့အခါကျတော့ရှန္ဒနာကဘာမှဝေဖန်ချက်မပေးဘူးမပေးဘဲနဲ့ကဲတကားတပုဒ္ဒမြတ်စွာဘုရားစီသွားဖို့စကားလက်ဆောင်တော့ရပြီမြတ်စွာဘုရားဟာဟောဒီမဟာဝနတဲ့ဝင်သွားတယ်တို့နောက်ကလိုက်သွားကြရအောင်မြတ်စွာဘုရားကဟောတဲ့အတိုင်းတို့မှတ်ထားပေါ့နော်အဲ့တော့သူပြောတာက
လူနဲ့ဘုန်းကြီးဘာခြားသလဲဆိုတဲ့ဟာကိုမတူတာကိုသူပြောတာလူကကာမဂုဏ်အာယုန်နေနဲ့ပြောတယ်ဘုန်းကြီးကကာမဂုဏ်အာယုန်နေနဲ့ဝေးတဲ့အရာနဲ့ပြောတယ်ဟောပျော်ပုံချင်းနှစ်ခုမတူဘူးလို့ဆိုလိုတာပေါ့နော်အဲ့ဒါလိုက်သွားကြမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာရှင်အနန္ဒာနဲ့တပုဒ္ဒဥပဒကတို့ဘုရားနဲ့တွေ့တဲ့အချိန်ရှင်အနန္ဒာကအရှင်ဘုရားတဲ့ဟောတာတပုဒ္ဒတက္ကကြီးပါတဲ့သူကဒီလိုပြောပါတယ်တဲ့ဒါနဲ့တပည့်တော်သူ့ခေါ်လာတယ်တို့စကားလက်ဆောင်ဘုရားစီပါဖို့ရပြီဘုရားရှိမှထပ်ပြောမယ်ဆိုပြီးတော့တပည့်တော်ခေါ်လာတာပါလို့အဲ့လိုမြတ်စွာဘုရားကိုလျှောက်တာဒါစကားစလိုက်တဲ့အဓိပ္ပာယ်နော်အဲ့ဒီလိုလျှောက်လိုက်တော့မြတ်စွာဘုရားဗာပြောတော့ဆိုဧဝမေတံအာနန္ဒဧဝမေတံအာနန္ဒအာနန္ဒမှန်နေတဲ့သူပြောတာမှန်တယ်ဟုတ်တယ်လူဘဝမှာမိသားစုဘဝပြောနေကြတဲ့ပုဂ္ဂိုလ်တွေဟာယဟန်ဘဝဆိုတာ6ကဘာကြီးလို့ပဲကြောက်เสียကောင်းအတော်နဲ့စိတ်ဝင်စားဖို့ခဲရင်နဲ့ပေါ့လူတွေဖို့မလုံနိုင်တဲ့အလုပ်တစ်ခုပဲဘုန်းကြီးဝယ်ရမယ်ဆိုမွန်းနိုင်ဘူးသီလရှင်ဝယ်ရမယ်ဆိုမွန်းနိုင်ဘူးဟောမွန်းနိုင်ဘူး6ကဘာတဲ့ဆင်းရမှာလို့ပဲကြောက်တယ်ဒီလိုဆိုလို့တာအဲ့ဒါမှန်တယ်တဲ့မြတ်စွာဘုရားသူ့ကိုယ်လေးတစ်ခုပြောပြငါလည်းတရားချစ်နေတော့ကဘုရားအလောင်းဘဝတရားတို့တရားမြတ်ကိုမသိသေးဘူးသဗ္ဗညုတဉာဏ်တော်ကြီးကိုမရသေးခင်ဘုရားလောင်းဘဝဒီလိုတွေးမိတယ်သာဓုနိက္ခမ္မာမိသားစုဘဝတဲ့တူရီနေရတဲ့ဘဝယဟန်ဘဝဟာအင်မတန်မှကောင်းတာပဲသာဓုနိက္ခမ္မာဒီဘဝနှစ်ခုကိုရွေးချယ်ကြည့်ပေါ့လူဘဝကောင်းသလားယဟန်ဘဝကောင်းသလားဟောရွေးချယ်ကြည့်သာဓုပဝိဝေကောတဲ့လွတ်လွတ်လပ်လပ်နေရတဲ့ဘဝကောင်းတယ်ကောင်းမှန်းတော့သိတယ်လုံနိုင်ရလားလဲဆိုတော့မလုံနိုင်ဘူးဟုတ်တယ်အခုဒီဝိယိတ္တထဲမေးကြည့်လိုက်လို့ရှိရင်ဘုန်းကြီးဘုရားမကောင်းဘူးလားဆိုတော့ကောင်းတယ်လို့တော့ပြောမှာလုံမလားလို့ဆိုရင်တော့လုံမှာမဟုတ်ဘူးနော်လုံမှာမဟုတ်ဘူးကောင်းမှန်းတော့သိတယ်မလုံနိုင်ဘူးတဲ့မြတ်စွာဘုရားကသူဘုရားလောင်းဘွားတုန်းကလည်းအဲ့ဒါလိုပဲတွေးမိတယ်တဲ့နိက္ခမဆိုတဲ့ယဟန်ဘွားဟာကောင်းတယ်ပဝိဝေကဆိုတာလွတ်လွတ်လပ်လပ်နေရတဲ့ဘဝဟာကောင်းတယ်အဲ့ဒါလို့ကောင်းမှန်းသိပေမဲ့လို့ဘုန်းကြီးဝဖို့စဉ်းစားလိုက်တိုင်းသူ့စိတ်ဟာဒီဘဝထဲမှာနှိမ့်ဝင်သွားတာမျိုးမရှိဘူးတဲ့ကောင်းတယ်လို့တော့မြင်ပါရဲ့နှိမ့်ဝင်မသွားဘူးတဲ့လှုပ်ဖြစ်ဖို့ခက်သွားတယ်ဒီလိုဆိုလိုတာပေါ့ဒါကဖရာလောင်းတောထွက်တုန်းကလည်းသူအချိန်ချင်းစဉ်းစားရမှာပေါ့နော်ရုပ်တရက်ထွက်တာပဲဟုတ်တောထွက်ပြီးယဟန်ဝတ်ဖို့ဆိုတဲ့နေရာမှာသူတခါတည်းဆုံးဖြတ်တခါတည်းထွက်တာမဟုတ်ဘူးနော်ချိန်ချင်းစဉ်းစားတာအေးဘုန်းကြီးဘုရားကောင်းတယ်ဆိုတာသိတယ်သို့တော့ကောင်းတဲ့ဘဝကိုစိတ်ကူးကြည့်လိုက်တာနဲ့ပဲသူကစိတ်ကူးလို့မရပြန်မရဘူးစိတ်ကူးလို့မရစဉ်းစားကြည့်ပါလားသီလရှင်ဝတ်မလို့စဉ်းစားကြည့်သီလရှင်ဘဝကောင်းတယ်လို့ထင်မှာမဟုတ်ဘုန်းကြီးဘဝလည်းကောင်းတယ်လို့ထင်မှာမဟုတ်လို့ဖြစ်မှာမဟုတ်ဘူးကောင်းတယ်လို့ထင်အောင်လက်တွေ့လုပ်ဖို့ကြတော့ခက်သွားတယ်နောက်တွန့်သွားတယ်ဘုန်းကြီးတို့တူမလေးတွေရှိတယ်သီလရှင်ဝတ်မလားလို့ဆိုနောက်တွန့်သွားအမြဲတမ်းဘုမယ်လို့ဘယ်တော့မှမပြောဘူးအဲ့ဒါကြောင့်မလို့လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးဒီဘဝဘုမလားဆိုမိုးချင်အဲ့တော့ဘုရားလောင်းဟာလည်းပဲနိက္ခမဆိုတဲ့ကာမဂုဏ်အာယုံကထွက်တဲ့
ယဟန်ဘဝဒါကိုစိတ်ကူးချတဲ့အခါစိတ်ကဆုံးဖြတ်နိုင်စွာမရှိဘူးတဲ့ကောင်းတယ်လို့တော့သိပါရဲ့စိတ်ဆုံးဖြတ်နိုင်စွာမရှိဘူးအဲ့ဒီတော့ဘုရားကစိတ်ညစ်သုံးတတ်တယ်ဒါဘာဖြစ်လို့လဲကောင်းမှန်းသိရတဲ့နဲ့ဘာလို့မလုံးနိုင်ရတာလဲကြည့်လူဘဝနဲ့ယဟန်ဘဝယဟန်ဘဝကောင်းတယ်ဆိုတာသိတယ်အေးချမ်းတယ်ဆိုတာသိတယ်ကာမဂုဏ်အာယုန်နဲ့နေရတဲ့လူဘဝမအေးချမ်းမှုဆိုတာသိတယ်သိရတဲ့နဲ့ဘာဖြစ်လို့ယဟန်ဘဝကိုမဝင်နိုင်ရတာတော့ဆိုတော့မြတ်စွာဘုရားကကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုမမြင်လို့တဲ့တစ်ဖက်ကယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေကိုကောင်းကောင်းမသိလို့မခံစားဘူးလို့တဲ့ဟောဆိုလိုတာကအပြစ်ကိုလည်းမြင်ရမယ်အကျိုးကိုလည်းသိရှိရမယ်အပြစ်ကိုကြာကြာနာနာမမြင်သေးတော့ကာမဂုဏ်အာယုန်ကိုအကောင်းလို့ထင်နေသေးတာပဲကဲလူဘဝရဲ့အပြစ်တွေကိုကြည့်ကြည့်ပေါ့လူဘဝမှာနေရတယ်မိသားစုဘဝသွားခြင်းနဲ့စီသွားလို့မရဘူးနော်အိမ်မှာအလုပ်ကိစ္စတွေကရှိတယ်တမ္ပါတော်ကရဝါတော်မအားဘူးလုပ်เสียရတွေရှိတယ်ကလေးကငယ်သေးလို့ကလေးကကြောင်းပို့ရအောင်မနော်တဖြည်းဖြည်းအနှောင်ကြိုးတွေကဝင်လာတာပဲလေတဖြည်းဖြည်းနှောင်ကြိုးတွေဝင်လာမိသားစုဘဝရောက်လာတာနဲ့တပြိုင်နက်နှောင်ကြိုးလေးတွေကတစ်ချောင်းပြီးတစ်ချောင်းဝင်လာတစ်ချောင်းပြီးတစ်ချောင်းဝင်လာအဲ့ဒီနှောင်ကြိုးလေးတွေအနှောင်ဖွဲ့ကလေးတွေနဲ့ပဲရုံးထွက်နိုင်စွာမရှိတော့ဘူးတဲ့ခြီးပြီးတုပ်ပြီးသားဖြစ်သွားတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နေ့စဉ်နဲ့အမျှပြောနေတာလားဘယ်ဟုတ်မလဲတောကတွေနဲ့ဒီလိုနေရတာစီးပွားရေးဆင်ပြေအောင်ကြိုးစားရတယ်မိသားစုစာဝတ်နေပြေလည်အောင်ကြိုးစားရတယ်မပြေနေဘူးဆိုရင်ဒုက္ခတွေရောက်တယ်အမြဲတမ်းခေါင်းရှုပ်နေကြရောင်ရည်ဝယ်တာကိစ္စတွေမကောင်းဘူးဆိုခေါင်းရှုပ်အယောင်းဝယ်ကောင်းမြန်တော့လဲခေါင်းတစ်မျိုးရှုပ်နော်ကောင်းမြန်ရင်လည်းတစ်မျိုးမကောင်းမြန်ရင်လည်းတစ်မျိုးအေးချမ်းတယ်ဆိုတာမရှိဘူးပူလောင်မှုတွေနဲ့ပဲနေကြအဲ့ဒါလို့ပူလောင်မှုတွေနဲ့ပဲလူဘဝနေရတယ်ဆိုတဲ့အပြစ်ကိုကြာကြာနာနာမြင်လားလို့ဆိုမမြင်ဘူးပျော်စရာကြီးလို့တခါတလေမြင်တယ်လေပျော်စရာလို့မြင်တယ်ဒါကြောင့်မို့ကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်လာတဲ့အခါကာမနာအာဒီနဝကထာဆိုပြီးမြတ်စွာဘုရားဟောတယ်ကာမဂုဏ်အာယုန်တွေရဲ့အပြစ်ဆိုကာမဂုဏ်အာယုန်ဆိုတာခံစားရတဲ့အတိုင်းအတာအချိန်ပိုင်းကအမြဲတမ်းတူတောင်းနေလောကင်ဆောင်ရွက်ရတဲ့အချိန်ကအမြဲတမ်းများတယ်ကဲစဉ်းစားကြည့်လေအိမ်မှာဟင်းကောင်းကောင်းကလေးနဲ့စားဖို့ရအတွက်လှုပ်လိုက်ရတာကဘယ်လောက်ကြာလဲစဉ်းစားကြည့်လို့အိမ်မှာကိုယ့်ရင်ကိုချက်ပြုတ်စားတဲ့ပုဂ္ဂိုလ်တွေတွေ့နွေရာသီဆိုရင်မန်းလေးမှာချွေးတစ်လုံးလုံးနဲ့ချက်ပြုတ်ဟင်းကောင်းကောင်းလေးစားဖို့အတွက်ဟင်းလေးငမယ်လောက်ချက်ပြီးဆိုရင်ချွေးပြက်ပြက်ကြာပြီးအကုန်လုံးအစင်းသင်းဖြစ်ပြီးလို့ဝိုင်းထိုင်စားလိုက်တဲ့အချိန်အရသာခံရတဲ့အချိန်လေးကအမတမတူချက်ပြုတ်ပြင်ဆင်နေရတဲ့အချိန်ကအများကြီးခံစားရတဲ့အချိန်ကတူတူလေးဘယ်လောက်ထိအောင်တူတုံးဆိုလို့ရှိရင်ရှားပေါ်တင်လိုက်တဲ့အချိန်လေးပဲသူကအရသာသိတာမျိုးချလိုက်တာနဲ့မရှိတော့ဘူးလေရတ္တရဲ့အချိန်ကအမတမတူတောင်းတယ်ရှားပေါ်လေးတင်သိပြီးတော့မျိုးလိုက်တဲ့အချိန်ကစားဘာမှမရှိတော့ပြီးအဲ့ဒါလို့ခံစားရတဲ့အချိန်လေးကအလွန်တူတောင်းလို့မြတ်စွာဘုရားကဟောတယ်လေအပ္ပတ္တာကာမကာမဂုဏ်အာယုန်နေဆိုတာတာယာမှုကအလွန်နည်းပါတယ်တဲ့ဘဟုဒုက္ခဘဟုပါလောက်ကင်ဆောင်ရွက်ရတဲ့ဒုက္ခတွေကအများကြီးစိတ်ပင်ပန်းစရာတွေကအများကြီးခုခေတ်ဆိုပိုလို့ဆိုတာပေါ့
ပို့လို့ဆိုးတာပေါ့အစားအသောက်သီးနှံတွေကဟဝါရီရောဓာရီရောကျမကြီးထိခိုက်ဒါရီနဲ့လွတ်အောင်ရုန်းကန်ချက်ပြောက်ရတယ်ဆိုတာဓမ္မပင်မခဲရင်စားလိုက်ပြန်တော့မိသားစုနိုင်ဝက်တနာရီတွင်ပြီးသွားတယ်လောက်ရတာကချက်ရပြောရတာက2နာရီ3နာရီကြာဈေးသွားရဘာလို့ရနေစဒါရတ္တဆိုတဲ့ကာမဂုဏ်အာယုန်လေးတစ်ခုအတွက်ပဲเนาะဒါတော့ပင်ပင်ပန်းပန်းလောက်ရနေ့အတိုင်းတာနဲ့ဆိုရင်ခုလိုကောင်းကောင်းစားနိုင်ဖို့အတွက်ရှာရတယ်အိမ်ကတကာကြီးတွေထွက်ပြီးရှာပင်ပန်းပန်းမနဲ့မိုးလင်းကလေးထွက်ရှာညနေရောက်သည့်အထိအောင်ရှာသမျှတွေရလာတာတွေစုဆောင်းပြီးတော့ဟင်းကောင်းကောင်းနဲ့စားဖို့အတွက်လုပ်ကြဒီလိုဖြစ်တာအဲ့တော့ရှာရတဲ့အချိန်တွေကများစားရတဲ့အချိန်ကတူတောင်းတယ်ဒါကိုမြတ်စွာဘုရားပြောတာအပ္ပတ္တရာကာမဘဟုဒုက္ခဘဟုပါယတာပင်မမှုတွေကများတယ်ပါရစရာလေးကအချိန်အမတမတိုးတယ်အာဒီနဝဣဋ္ဌဘယောအပြစ်တွေကများတယ်လို့ဒီလိုဆိုတာအဲ့ဒီအပြစ်တွေကိုမြင်အောင်ကြည့်နိုင်ရမယ်လို့ပြောတာကောင်းပြီကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့အပြစ်မြင်လာပြီအပြစ်ကိုမြင်တယ်အပြစ်မြင်ုံနဲ့ဖြစ်ပြီလားလို့ဆိုတော့ဖြစ်သေးဘူးဘုန်းကြီးဘုရားရဲ့အေးချမ်းမှုကိုသိဖို့လိုသေးတယ်တစ်ဖက်ကနိက္ခမရဲ့အကျိုးကျေးဇူးနိက္ခမရဲ့အကျိုးကျေးဇူးကိုတစ်ဖက်ကနေကြည့်ဘုန်းကြီးဘုရားဆိုတာသမင်းချက်ပြုတ်စားစရာမရှိဘူးရတာလေးနဲ့ကျင့်တတ်တယ်တင့်တယ်နဲ့အဝတ်စားအတွက်လည်းပူပန်ဆင်းရဲရတာမရှိဘူးရှင်းတော့ကယဟန်ဘဝဆိုတာကိုနည်းနည်းစဉ်းစားကြည့်အခုမျက်မှောက်ယဟန်ဘဝကိုတာထားနော်ဖះလက်ထက်ကယဟန်တော်တွေကိုလှမ်းမြော်ပြီးတော့ကြည့်အိမ်ကနေထွက်လာတာဘာမှမပါအိမ်ရဲ့ရှိတဲ့ခံစား권တွေအကုန်ဆွန့်ခဲ့သူအမွေလည်းသူနဲ့မဆိုင်တော့နော်မိဘအမွေသူနဲ့မဆိုင်ဘူးဆွန့်ခဲ့ပြီကောဆွေတွေမျိုးတွေဆွန့်ခဲ့ပြီပစ္စည်းဥစ္စာတွေဆွန့်ခဲ့အိမ်ရှိတဲ့ဘဝကအိမ်မဲ့ရမဲ့ဘဝကိုဆင်းလာခဲ့တာတယောက်တည်းပဲတကူတည်းပဲစပင်းကိုပြောင်းရိပ်ပြီးဂရုံးတုံးလိုက်ပြီနော်ဂရုံးတုံးလိုက်ခြင်းအပြင်ဘာဖြစ်တယ်စပင်းကိုလိမ့်ရတာတို့ဖီးရတာတို့လျှော်ရတာတို့ခေါင်းလျှော်ရတာမရှိတော့လိမ့်စရာလျှော်စရာဘာမလို့တော့ဂရုံးပဲတုံးထားတာပြီးနေပြီနော်တာဝန်တစ်ခုအေးသွားပြန်အဝတ်ကလည်းချိလူတကာမလို့ခြင်းလွတ်ပြစ်ထားတဲ့အမိုက်ပုံကဖြစ်စေတုတ်တန်ကဖြစ်စေအိန္ဒိယနိုင်ငံမှာတော့သူကလူတွေကောင်းတွေကိုရစ်ပတ်ပြီးတော့ဒီတိုင်းပြစ်ထားတာတွေကရှိတာအဲ့ဒီအဝတ်တွေကိုချွတ်ယူပြီးတော့ဒီလိုအင်ကြီးနဲ့ပစိုးဆိုလို့ရှိရင်လည်းတိတ်ပြီးတော့သင်္ကန်းချုပ်လို့အဆင်ပြေမှာမဟုတ်ဘူးအိန္ဒိယနိုင်ငံကတော့ပိတ်နဲ့ပတ်ထားတာကိုအဲ့တော့ချွတ်ယူပြီးတော့အဲ့ဒီပိတ်ကိုလျှော်ဖို့ပြီးတော့သင်္ကန်းချုပ်ကြတယ်သင်္ကန်းချုပ်ပြီးတော့တင့်တော်တဲ့အယောင်လေးဆိုးပြီးတော့ဝတ်ကြအဲ့တော့သင်္ကန်းအတွက်လည်းရတာလေးနဲ့ကျင့်납ပြီးတော့နေတော့ဘာလို့ဘာမလို့နောက်ထပ်အဝတ်ရှာစရာမလိုဒီဝတ်မစုံမချင်းဝတ်စားစရာကြတော့ဘာလို့တော့တပိတ်လေးရှိရင်အိမ်စဉ်လက်သူများပေးသမျှလေးနဲ့ကျင့်납ပြီးတော့စားတယ်ဘာရရစားနိုင်မစားနိုင်တာလဲစိတ်ပဲလေအဲ့တော့ရဟန်းဘဝရောက်တဲ့အခါကျတော့အဝတ်အတွက်လည်းမပူစားစရာအတွက်လည်းမပူမြတ်စွာဘုရားနေစရာအတွက်ရောနေစရာမရှိတော့လေတစ်ပင်ရင်းဟာကြောင်းမယ်တစ်ပင်တစ်ပင်ရှိရင်အဲ့ဒီတစ်ပင်အောက်မှာနေလိုက်ရဟန်းခံတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကအမြဲတမ်းဆုံးမတာခဏခေတ္တအောင်ဒါပြောရတော့တိတ်နေမှာပိန္ဒိယလောဘဘောဇနံနေတယပပိစ္ဆာဘုန်းကြီးဝတ်တယ်ဆိုတာဆွမ်းခံစားတဲ့ဆွမ်းခံလို့ရတဲ့ဆွမ်းနဲ့ဆွမ်းကိုအမိပြုပြီးတော့နေရမှာချက်စားဖို့မဟုတ်ဘူးနော်ကိုယ့်ဘာကိုဝယ်ပြီးတော့ချက်ဖို့မဟုတ်ဘူးဆွမ်းခံလို့ရတဲ့ဆွမ်းပေါ်မှာမိရမှာ
အဲ့တော့ဆုံးခံလို့ရတဲ့ဆွမ်းနဲ့ကျင့်တတ်နိုင်ရမယ်ဟောဒါတစ်ခုဝိဇ္ဇာနဲ့ပတ်သက်လာတဲ့ပန္တုကူလစီဝရဏိတယပပိစ္ဆာဘုန်းကြီးဘဝဆိုတာသူရကမလို့ခြင်းလို့ပြစ်ထားတဲ့အဝတ်ကောက်ပြီးတော့ဖွှလျှော်ဝတ်တဲ့အဝတ်နဲ့ဒါနဲ့ကျင့်နိုင်ရမှာနော်ကောင်းတဲ့အဝတ်ဝတ်ချင်လို့မရဘူးကျောင်းနဲ့ပတ်သက်လာတဲ့အခါကျရုက္ခမူလသေနာတနာနေတယပပိစ္ဆာဘုန်းကြီးဘဝဆိုတာတစ်ပင်ရင်းတည်ဟူသောကျောင်းဒါမြတ်စွာဘုရားသာသနာတည်ထောင်တော့ကဒီတိုင်းပဲထားတယ်ဆေးရောဆေးကြတော့လေပုတိမုဒ္ဒဘေသစ္ဆံနေတယနန်းစောနေတဲ့နွားကျင်ငယ်ပုတိပုတ်နေတဲ့နွားကျင်ငယ်ပုတ်နေတဲ့နွားကျင်ငယ်ဆိုတာနွားကျင်ငယ်ဆိုတာအခုစောင့်လဲအခုပုတ်တာပဲနန္နာပဲအဲ့ဒီနွားကျင်ငယ်ဆိုတဲ့ဆေးနဲ့ပဲညတ်တာပြီးယန္တရားအထောက်အမှာအာယဝေဒဆေးချမ်းအလို့ဆိုလို့ရှိရင်အခုကလည်းတချို့တော့တောက်နွားကျင်ငယ်ဆိုတဲ့ဆေးဟာသီးချီချောင်းဖြစ်တဲ့ယောဂကလွဲရင်ဉာဏ်နဲ့ယောဂတွေအကုန်ပြောက်တယ်ယောဂဝေဒနာ96ပါး96ပါးတဲ့က66မျိုးသောယောဂတွေပျောက်စေနွားကျင်ငယ်တောက်တာတယ်ပျောက်အိန္ဒိယနိုင်ငံကသူတို့စီးပွားရေးအနေနဲ့နွားကျင်ငယ်တွေကိုအနံ့အသက်ပျောက်အောင်လုပ်ပြီးတော့နိုင်ငံသားကို export လုပ်မလို့တော့ကြားနော်နွားကျင်ငယ်ကအနံ့ကဆိုးတာဘုန်းကြီးတို့တော့မတောက်ထိုင်တာသိကြနော်အနံ့ကတအားပြင်းတယ်တောက်ထားလို့ရှိရင်အဲ့ဒီအနံ့ကတော်ဆိုးတာအနံ့ကိုမခံနိုင်ဘူးအဲ့ဒီနွားကျင်ငယ်စိတောက်လို့ရှိရင်အတော်ရောယောဂဝေဒနာတွေတော့အကုန်ပြောက်တယ်ပျောက်ထမှတော်တော်များများပျောက်တယ်အခုနောက်ပိုင်းမှာအိတ်ယောဂါတွေပေါ်လာအိတ်တောင်ပျောက်တယ်လို့ဒီလိုပြောနေကြစီပိုးဘီပိုးတွေလည်းပျောက်တယ်လို့ပြောတာပဲနွားချင်းလို့ဆိုကြတာပေါ့နော်အဲ့တော့နွားချင်းငယ်ဆေးဆိုတာဘယ်နှချမ်းသွားပြီးတော့ယူရအလွယ်တကူရတော့ဒီယောဂနဲ့ဒီဆေးတဲပါမလားလို့ဆရာဝန်သွားမေးစရာလည်းမလိုဘူးဆေးသမားနဲ့စကားပြောစရာလည်းမလိုဘူးဆေးဘဝကပေးစရာလည်းမလိုဘူးဘာယောဂဖြစ်ဖြစ်နွားကျင်ငယ်တောက်လိုက်ပျောက်အဲကြောင့်ဘုန်းကြီးဘွားဟာနွားကျင်ငယ်ရည်နဲ့ဆေးဖြစ်နေတယ်ဟောနွားကျင်ငယ်ကတီးခြေကြောင့်ဖြစ်တဲ့ယောဂမပျောက်ဘူးလို့ဆိုတဲ့အခါကျတော့တီးခြေကြောင့်ဖြစ်တဲ့ယောဂပျောက်ဖို့အတွက်ဇီးဖြူသီးနဲ့ဖန်ငါသီးတခုနွားကျင်ငယ်နဲ့စိန်လိုက်ပြီဆိုလို့ရှိရင်တော့တီးခြေကြောင့်ဖြစ်တဲ့ယောဂကိုဇီးဖြူဖန်ငါတို့ကပျောက်စေတယ်ဒါကြောင့်မို့နွားကျင်ငယ်နဲ့အဲ့ဒါစိတ်လိုက်တဲ့အခါဇီးဖြူဖန်ကပါလာလို့ရှိရင်96ပါးသောယောဂဝေဒနာတွေကုန်ပြောက်နိုင်တယ်လို့ဒီလိုဆိုတာယောအတွင်းဝန်ယောမင်းကြီးဥဖိုးလိုင်ရေးတဲ့ဥဒုဘောဇနာသင်္ဃာကျမ်းထဲမှာအဲ့လိုဖော်ပြထားတာရှိနော်ဒါမို့ဒီနေ့ခေတ်မှာလည်းပဲအဲ့ဒီနွားကျင်ငယ်ဆေးကတချို့အရာတွေမှာခစ်စားပြီးတော့အိုးကြီးတွေနဲ့လှောင်ထားပြီးတော့တောက်နေကြတာရှိပါဖျားဆေးဆိုပြီးတော့နာမည်လုပ်ပြီးတောက်တချို့ကလည်းနွားကျင်ငယ်နဲ့ဇီးဘူးသီးတို့နဲ့ထောင်းပြီးတော့တက်ဘလက်ကလေးတွေရိုက်ပြီးတော့ရောင်းတာလည်းရှိတယ်အနံ့ကတော့ပြင်းတယ်နော်အနံ့ကတော့ပြင်းတယ်အဲ့ဒီဖျားဆေးဆိုပြီးတော့တောက်နေတာတွေတော်တော်ကောင်းတယ်လို့တော့ပြောတာပဲဒါပေမဲ့တစ်ခါမှတောက်မကြည့်ဘူးခုဘာဖြစ်လို့တောက်မကြည့်တာတော့ဆိုအနံ့မခံနိုင်တာတောက်မကြည့်အရသာကကိစ္စမရှိဘူးအနံ့ကြလို့ရှင်မနေနိုင်ဘူးအဲ့တော့ယဟန်ဘဝဆိုတာအင်တမရလွယ်ပြီးတော့အပြစ်ကင်းပြီးတော့လွတ်လပ်ခြင်းဆိုတဲ့အပြည့်အဝရတဲ့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားပြီးတော့သိရှိလာပြီဆိုလို့ရှိရင်တော့လူဘဝရဲ့အပြစ်တွေကိုမြင်တယ်ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေကိုသိရှိနားလည်လာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာယဟန်ဘဝရောက်ဖို့ရမခဲရင်တော့ဘူးတစ်ဖက်ကအပြစ်မြင်ဖို့လိုတယ်တစ်ဖက်ကအကျိုးကျေးဇူးကိုသိဖို့လိုတယ်ဟောဒီနှစ်ခုပေါ့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုမြင်ရမယ်နိက္ခမလို့ဆိုတဲ့
ယဟန်ဘဝရဲ့တရားဓမ္မငြိမ်းချမ်းမှုဆိုတဲ့အကျိုးကျေးဇူးကိုခံစားသိရှိရဒါကြမှခုနကနိက္ခမအပေါ်မှာအာယုံဆိုင်လိုက်တာနဲ့ကာမဂုဏ်အာယုံတွေကလွတ်ပြီးတော့ငြိမ်းချမ်းတဲ့အမြင်မြင်တဲ့အတိုင်းလုံနိုင်ကိုင်နိုင်သွားတယ်လို့ဒီလိုဆိုတာနော်ဘယ်ရာပဲဖြစ်ဖြစ်အပြစ်မင်မှဆွတ်လွတ်နိုင်တယ်ကောင်းကျိုးမြင်မှရယူနိုင်တယ်ပေါ့အပြစ်မြင်ရင်ဆွတ်လွတ်နိုင်တယ်ကောင်းကျိုးမြင်ရင်ရယူနိုင်တယ်ပေါ့အဲ့ဒါလို့တစ်ခုချင်းတစ်ခုချင်းတစားစီတစားစီပယ်ရှင်းပြီးတော့သွားတော့ကောင်းကျိုးချမ်းသာတွေနောက်ဆုံးမှာအကောင်းဆုံးဆိုတာကိုရအကောင်းဆုံးဆိုတာရအဲ့တော့အကောင်းနဲ့အဆိုရွေးချယ်နိုင်ဖို့ဆိုတာဘာအရေးကြီးတာတုံးဆိုပညာအရေးကြီးတာပဲဒါကြောင့်မို့ပညာကိုစီးပူးအထောက်ကြကဲတန်တရားနဲ့နိဗ္ဗာန်ကိုချစ်တန်တရားရဲ့အပြစ်ကိုမမြင်သေးသမျှဘဝရဲ့အပြစ်ကိုမမြင်သေးသမျှဘဝនិရောဓဆိုတဲ့နိဗ္ဗာန်ကိုသူမှမလိုချင်ဘူးနိဗ္ဗာန်လိုချင်တယ်ဆိုတာအလကားပြောဆူတောင်းပဲရှိနော်အခုသွားမလားခေါ်ရင်ဘယ်သူမှလိုက်မှာမဟုတ်ဘူးရှင်အိမ်ပြန်ပြီးတော့တိုင်ပင်အောင်မဲ့လူကအများကြီးရာခိုင်နှုန်းပြည့်ရှိမလိုက်သေးဘူးအိမ်ပြန်အောင်မဲ့ခဏစဉ်းစားအောင်မဲ့ဆိုတဲ့လူကလည်းရာခိုင်နှုန်းအခုနိဗ္ဗာန်ပို့မယ်လိုက်ကြဆိုလို့ရှိရင်တော့လိုက်မှာမဟုတ်ဘူးတမ်းပါအဲ့ဒါဘာဖြစ်လို့တော့ဆိုဘဝရဲ့အပြစ်ကိုမမြင်သေးတော့ဘဝនិရောဓကိုမကြိုက်ဘူးတကယ်မကြိုက်ကဲဘဝရဲ့အပြစ်ကိုမြင်အောင်ကြည့်ပြီဆိုတော့ဘုရားလောင်းနေကြဘလို့ကြည့်ကိစ္ဆဝတ္တယံလောကောအပ္ပနောဇာယတိစေဝဇီယတိသမိယတိသတရားဝါတွေကိုကြည့်လိုက်စမ်းလူတွေအပါဝင်တရားဝါတွေအားလုံးဟာမွေးလာတယ်မွေးလာပြီးဘာဖြစ်တော့တဖြည်းဖြည်းအိုးလာကြတယ်အိုးလာပြီးတော့ဘာဖြစ်တော့တည်သွားကြပြန်ဟောရရဲ့ရှောင်လို့ရလားဆိုမရဘူးနောက်ပြီးတော့ပြန်မွေးအောင်မယ်နောက်ပြီးတော့ပြန်သေးအောင်မယ်ဟောမွေးလိုက်သေးလိုက်မွေးလိုက်သေးလိုက်ဒါကြီးတွေကလွတ်လာဆိုမလွတ်ဘူးဘယ်သူမှမလွတ်ဘူးဒီပုံစံကြီးနဲ့ပဲသွားနေမှာအဲ့ဒီခြားထဲမှာဘာတွေလာသေးတော့ဆိုအစင်မပြေလို့တောကဖြစ်ရတာတွေပရိဒေဝဖြစ်ရတာကိုယ်ဆင်းရဲမှုတွေကြုံရတာစိတ်ဆင်းရဲမှုကြုံရတာစိတ်ပင်ပန်းမှုကြုံရတာချမ်းသာဒုက္ခလေးကအမတ္တမနည်းပြီးဘဝဒုက္ခဆိုတာအမတ္တမနည်းပြီးဘဝရဲ့အပြစ်နာစာတွေကအလွန်ပဲများတယ်အဲ့ဒါလို့ဘဝရဲ့အပြစ်နာစာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေလွှမ်းမိုးချုပ်ကင်ထားတဲ့ဒီဘဝကြီးဟာအတော်ကိုညီးဝေးဖို့ကောင်းတယ်လို့အပြစ်တွေကိုမြင်လာပြီဆိုလို့ရှိမှဘဝនិရောဓအကျိုးကြည့်လိုက်တဲ့အခါကြည့်အေးဘဝនិရောဓဘဝမရှိတော့ရင်မွေးတာဆိုတာမရှိဘူးမွေးတာမရှိရင်အိုတယ်ဆိုတာမရှိဘူးအိုတာမရှိရင်သေတယ်ဆိုတာမရှိဘူးမမွေးသည့်အတွက်ကြောင့်တောကဖြစ်เสียလည်းမရှိဘူးငိုကြွေးเสียလည်းမရှိဘူးစိတ်ဆင်းရဲเสียလည်းမရှိဘူးကိုယ်ဆင်းရဲเสียလည်းမရှိဘူးစိတ်ပင်ပန်းเสียတွေဆိုတာဘာမှမရှိတော့ဘူးဒါတွေမရှိတာအလွန်ငြိမ်းချမ်းတာပဲလို့ဟောအကျိုးတရားကိုမြင်လာအကျိုးတရားမြင်လာမှနိဗ္ဗာန်ဆိုတာလိုချင်မှာပဲဘဝနဲ့ဘဝនិရောဓဘဝရဲ့အပြစ်ကိုမြင်လို့ရှိရင်ဘဝនិရောဓရဲ့အကျိုးကျေးဇူးတွေကိုသိရှိလာနိုင်တာဖြစ်တယ်အဲ့ဒီကြမှာနိဗ္ဗာန်ကိုလိုချင်တယ်ဆိုတာဖြစ်မှာအနုမောကတော့နိဗ္ဗာန်လိုချင်တာဆိုတာအပြောလောက်ပဲဖြစ်နေမှာပဲဘာဖြစ်လို့အပြောလောက်ဖြစ်တော့ဆိုဘဝမှာကျင့်တတ်နေတယ်ပြောနေတာများတယ်အပြစ်မမြင်ဘူးလူတွေကအပြစ်မမြင်ဘူးဆိုတော့ကြည့်လေခေါင်းပေါ်ကဆပ်ပြီးဖြူလဲကိစ္စမရှိဘူးဖြူသွားပြီးဆေးဆိုးလိုက်ဟောဟမ်းနေတာပရေလေးတွန်းလိုက်ရင်လည်းဘိုတောက်ထိုးလိုက်ပရေကိုပြန်ပြီးတော့အရေတွန်းတာလည်းပဲဖြေလို့ရသွားကျိုးလို့ရှိရင်လည်းသွားစိုက်လိုက်ဟောသို့တော့တဖြည်းဖြည်းနဲ့ရုပ်ပြည့်ဆင်းရဲကတော့ဖြစ်သွားတာကိုယ်ငယ်ငယ်လေးကပုံရိုက်ထားကြည့်40 50 60 80 80ဆိုမမှတ်မိလောက်အောင်ကွာခြားသွားအဲ့ဒါကိုတော့ဘာမှလုပ်လို့မရဘူးဘာမှလုပ်လို့မရအဲ့ဒါလို့ပြောင်းလဲမှုကြီးကထာဝရရှိနေတဲ့ဒီဘဝကြီးကရှင်းတတ်เสียမကောင်းဘူးလို့အပြစ်ကိုမြင်တယ်ဆိုတာဆင်ញင်သုံးသပ်ကြည့်မှမြင်တာ
ဒီတိုင်းနေလို့ကတော့အပြစ်ဆိုတာမမြင်ဘူးအဲ့တော့ဆင်ញင်သုံးသပ်တတ်ရဘဝကိုဆင်ញင်သုံးသပ်ဩဒီဘဝကြီးဟာဘိုးချင်းနာချင်းသေချင်းဆင်းရဲတွေနဲ့လွှမ်းမိုးထားတဲ့ချုပ်ကင်ထားတဲ့ဘဝကြီးပါလားငါဟာတနေ့တဖြည်းဖြည်းချင်းအိုးလာပါလားအိုးပြီးတော့နောက်ဆုံးနာလို့နောက်ဆုံးသေရအောင်ပါလားဆိုတဲ့ဒီအတွေးတွေမပြတ်တွေးထားတာတွေးဖို့လိုတယ်ပေါ့အဲ့ဒါလို့တွေးမှဘဝဆိုတဲ့အပြစ်ကိုမြင်လာမှာနိဗ္ဗာန်ချမ်းသာဆိုတာဒီအပြစ်တွေတခုမှမရှိဘူးအဲ့ဒီနိဗ္ဗာန်ချမ်းသာဟာအမှန်တမ်းချမ်းသာလို့မြတ်စွာဘုရားလည်းအခုနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်ရောက်သွားပြီနိဗ္ဗာန်ရောက်သွားတယ်ဆိုတာဘုံတစ်ခုရောက်သွားတာမဟုတ်ဘူးနော်ခန္ဓာချုပ်ငြိမ်းသွားတဲ့အနေအထားမျိုးရောက်သွားပြီရှင်သာရိပုတ္တရာလည်းခန္ဓာအတွက်အိုခြင်းနာခြင်းသိခြင်းဆင်းရဲမခံစားရတော့ဘူးရှင်မောက္ကလန်လည်းအိုခြင်းနာခြင်းသိခြင်းဆိုဆင်းရဲတွေမခံစားရတော့ဘူးအေးချမ်းမှုကိုဆင်ញင်သုံးသပ်ပေးနိုင်ရအဲ့ဒါလို့ဆင်ញင်သုံးသပ်မှအေးချမ်းမှုကိုမြင်လာမယ်လို့ဒါကိုပြောလို့တာနော်အဲ့ဒါလို့ရှုမြင်နိုင်ပြီဆိုတော့မှသူကအပြစ်ကိုမြင်တတ်ရမယ်အပြစ်ကိုမြင်ပြီးတော့အကျိုးကျေးဇူးကိုလည်းခံစားသိရှိတတ်ရမယ်ဒီလိုဆိုလို့ရတယ်အဲ့ဒါကြမှာအပြစ်နဲ့အကျိုးနဲ့အပြစ်ကိုခံစားသိမြင်လာတဲ့အခါကျတော့မှအကျိုးတရားကိုရအောင်ယူဖို့ဆိုတဲ့အနေအထားမျိုးရောက်မှာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿတ်တို့ဘယ်အနေအထားမှာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုဆင်ញင်စဉ်းစားတတ်တဲ့အလေ့အကျင့်လေးတစ်ခုလုပ်ထားဖို့လိုရတယ်ပေါ့ငါရဲ့နေ့စဉ်ဘဝမှာငါနေတဲ့အနေအထားဟာအပြစ်တွေရှိသလားဘယ်အနေအထားကအကျိုးပိုရှိသလဲဆိုတာကိုယ့်ကိုဆင်ញင်သုံးသပ်ခြင်းဖြင့်အကျိုးနဲ့အပြစ်ကိုစီစစ်ဝေဖန်တတ်လာလို့ရှိရင်အပြစ်ကိုပယ်ခွာလို့အကျိုးရှိရာကိုရယူခြင်းဖြင့်တဘဝတည်းတဘဝကောင်းမြတ်ပြီးနောက်ဆုံးကောင်းကျိုးချမ်းသာအပြည့်အဝဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတပုဒ္ဒတုတ်မှာမြတ်စွာဘုရားဟောကြားတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း